သူမသည်သူမ၏ပြတင်းပေါက်တွင်ထိုင်ပြီးသူမ၏အိမ်နီးချင်းများအလုသွားချိန်ကိုစောင့်ကြည့်နေတတ်သည်သူတို့အစားအစာများစားသည့်အချိန်နှင့်သူတို့အိပ်ယာဝင်ချိန်များတွင်လည်းထိုသို့ပင်ဖြစ်သည်သူမသည်အိမ်နီးချင်းများအကြောင်းကိုအမြဲသိရှိနေစေရန်ထိုသို့လှုံ့ဆော်နေခြင်းဖြစ်သည်တရက်တွင်တော့လမ်းတစ်ဖက်တွင်အိမ်နီးချင်းအသစ်တဦးပြောင်းရွှေ့လာခဲ့သည်သူမသည်ချက်ချင်းပင်စည်ရင်းစရာအသစ်တစ်ခုကိုပြင်ဆင်ပြီးထိုသူနှင့်ပတ်သက်သည့်အချက်လက်များကိုမှတ်တမ်းတင်စတင်ပြုလုပ်တော်သည်တညတွင်သူမသည်ကားနောက်ခန်းတကားပိတ်တံကိုကြားလိုက်ရသည်သူမသည်ပြတင်းပေါက်သို့အမြန်ပြေးသွားပြီးထိုမျိုးသားသည်ကားနောက်ခန်းတွင်တစုံတစ်ခုကိုထည့်၍မောင်းထွက်သွားသည်ကိုမြင်လိုက်ရသည်နာရီအနည်းငယ်အကြာတွင်သူသည်ပြန်ရောက်လာပြီးတကိုယ်လုံးရွှံ့များဖြင့်ပေကျံနေသည်သူသည်ရေချိုးပြီးအိပ်ယာဝင်သွားခဲ့သည်နောက်တညတွင်သူမသည်အသင်းဆောင်နေခဲ့သည်ထိုအချိန်တွင်ပင်သူသည်အိတ်ကြီးတစ်လုံးကိုကားနောက်ခန်းထဲသို့ထည့်လိုက်သည်ထိုမျိုးသားသည်ညဘက်တွင်ကားမောင်းထွက်သွားပြီးပြန်လာသည့်အခါတွင်လည်းရွှံ့များဖြင့်ပေကျံလာပြီးရေချိုးခဲ့ပြန်သည်ရက်တစ်ပတ်များစွာကုန်လွန်ခဲ့ပြီးသူမ၏နိုင်ရန်များတွင်ထိုမျိုးသားသည်ဘယ်သွားနေပြီးဘာတွေလုပ်နေသလဲဆိုသည့်သူမ၏ခံမှန်းချက်များဖြင့်ပြည့်နှက်နေသည်နောက်ဆုံးတွင်တော့သူမသည်ရက်တပ်ဖွဲ့ကိုဖုံးဆက်လိုက်သည်သူသည်အလောင်းတစ်ခုကိုဖျောက်ဖျက်နေခြင်းဖြစ်သည်ဟုသူမအသေးချာယုံကြည်နေသောကြောင့်ဖြစ်သည်ရဲအရာရှိရောက်လာပြီးသူမ၏အိမ်နီးချင်းသည်မြည်သည့်ဥပဒေချိုးဖောက်မှုများမလုပ်ဆောင်ကြောင်းအေးဆေးတည်ငြိမ်စွာရှင်းပြခဲ့သည်သို့သောထိုမျိုးသား၏ပို၍ထူးဆန်းသည့်လုပ်ရက်များကိုထပ်မံမြင်တွေ့ရပြီးနောက်သူမသည်ရဲအရာရှိကိုထပ်မံ၍ဖုံးခေါ်ဆိုခဲ့သည်နောက်ဆုံးတွင်ရဲအရာရှိသည်သူမ၏စိတ်အေးချမ်းမှုအတွက်သူတို့နှစ်ဦးကိုတွားရောက်မိတ်ဆက်ပေးမည်ဟုအကြံပေးခဲ့သည်ထို့ကြောင့်ရဲအရာရှိသည်သူမအားကားပြီးတက်ကလထိုင်ဖြင့်လမ်းတစ်ဖက်သို့ခေါ်သွားပြီးကားကိုတောင်တကားကိုခောက်လိုက်သည့်အတွင်းတွင်ဓားများအားစနစ်တကျခင်းကျင်းထားသည်ကိုတွေ့ရသည်မျက်လုံးလုံးများဖြင့်ပြည့်နေသည့်ဖန်ပလင်းများကျိုးဖြင့်ချိတ်ဆွဲထားသည့်ခန္ဓာကိုယ်အစိတ်ပိုင်းများသွေးများဖြင့်စွန်းထင်းနေသည့်ရေမြောင်းနှင့်သွေးစွန်းနေသည့်ပစိုးကိုဝတ်ဆင်ထားသည့်ထိုမျိုးသားသည်အိတ်တလုံးကိုကားနောက်ခန်းထဲသို့ထည့်နေသည်သူမ၏မှတ်တမ်းများသည်အမှန်တရားဖြစ်နေခဲ့သည်သူမသည်ရဲအရာရှိဘက်သို့လှည့်ကြည့်လိုက်တော့လဲရဲအရာရှိသည်အနားသို့လျှောက်သွားပြီးခလုတ်ကိုနှိပ်ကာကားကိုတောင်တကားကိုပိတ်လိုက်သည်